အာရကမန်တီကိုမြန်မာပြည်ခန်းသီးဖုတ်တုတ်ကြော်နဲ့တွဲပြီးကြိုက်သွားလိမ့်မယ်လို့တော့တခါမှမထင်ခဲ့မိဘူးဒီနေ့ကျမတထေးတောင်းဆိုလာတာကတော့ကလအုပ်သားကိုမန်တီနဲ့ချက်ပြီးတော့မှခန်းသီးဖုတ်တုတ်ကြော်နဲ့တွဲပြီးစားခြင်းလို့ပါတဲ့ပထမအဆုံးအနေနဲ့ကလအုပ်သားတွေကိုရေဆေးကြောတန့်စင်ပြီးတော့မှစားငရုတ်ကောင်းဂျင်းပြားလေးတွေထည့်ပြီးတော့မှနရီလောက်ခန်းသွားအောင်အရင်ပြုတ်ပေးထားလိုက်ပါမယ်သားတွေပြုတ်ထားတဲ့ချိန်မှာပါဝင်ပစ္စည်းဖြစ်တဲ့ကြက်သွန်နီကြက်သွန်ဖြူအာလူးတို့ကိုအစင်သစ်ဖြစ်အောင်ပြင်ပေးထားလိုက်ပါမယ်ကြက်သွန်နီတွေကိုပပလွာပြီးတော့ကြက်သွန်ဖြူနဲ့နန်းနန်းပင်တွေကိုလည်းညှက်နေအောင်ထောင်းပေးထားလိုက်ပါမယ်ရှင်ဒီကဟင်းချက်နီတွေတော်တော်များများကထမင်းနဲ့ဟင်းနဲ့ရောချဲရတာဖြစ်တဲ့အတွက်ရေမချိန်တက်လို့ပြောလိုက်မှလိုက်ဖြစ်နေတဲ့လူတွေအတွက်လည်းဒီဗီဒီယိုမှာသေချာလေးပြပြပေးထားပါတယ်ရှင်ပထမအဆုံးအနေနဲ့ကြက်သွန်ဖြူကြက်သွန်နီတွေကိုနွမ်းပြီးတော့မှအနှံလေးမွေးလာတဲ့အထိစီတက်ပေးထားလိုက်ပါမယ်ရှင်ပြီးတော့မှကျမကစားငရုတ်ကောင်းနဲ့တခြားမွေးကြိုင်မဆလာတွေကိုရေလေးထည့်ပြီးတော့အနစ်ကျအောင်ရင်ချက်ပေးလိုက်ပါမယ်မန်တီကိုအရင်ကလည်းချက်ပြဖို့တာမလို့မဆလာအသေးစိတ်ကိုတော့ပြောမပြတော့ပါဘူးချက်ထားတာလည်းအနစ်ကျလာပြီဆိုရင်တော့ကလအုပ်သားတွေထည့်ရေထည့်ပြီးတော့မှနူးဤနေအောင်ချက်ပေးထားလိုက်ပါမယ်ဟင်းအိုးနူးနေအောင်တက်ထားတဲ့ချိန်မှာပဲခရမ်းသီးဖုတ်တုတ်ကြော်ဖို့အတွက်စာပြီးပြင်ဆင်ပါမယ်ခရမ်းသီးတွေကိုတော့မိခင်ထားလိုက်ပြီးတော့အစားများသွားတဲ့ခါကျရင်လည်းဘိုက်မနာအောင်လို့ကြက်သွန်ဖြူနဲ့ငရုတ်ဒီဇိန်းတွေကိုတော့လော်ပေးထားလိုက်ပါတယ်ပုံမှန်ဆိုရင်လည်းသူတို့စီမှာကဟင်းတစ်ခွက်ထဲနဲ့ပဲထမင်းစားကြတာများပါတယ်ကျမရောက်ခါစားတိတ်နားမလဲတော့တစ်ခွက်ထဲချက်ပေးရတာကိုအရန်အားနာတာပေါ့နော်အဲ့ဒါကြောင့်အရန်ဟင်းလေးတွေချက်ကျွေးရင်းနဲ့မှကျမတထေးရဲ့အကြိုက်ဆုံးစည်ရင်းဝင်ထဲမှာတစ်ခုဖြစ်သွားတာကတော့ခရမ်းသီးဖုတ်တုတ်ကြော်ပါကျမအလုပ်တင်မှာတော့မချက်ကျွေးပြတာတော့တော်တော်လေးကြာနေပြီပေါ့နော်ခရမ်းသီးမီးဖုံးနဲ့မွမွေးလေးရဲ့ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကလည်းလော်ထားတာအနံ့မွမွေးလေးနဲ့ဆိုတော့ထမင်းစားကိုပို့ပြီးတော့မှမိန်စီတာပေါ့နော်သားတွေချက်ထားတာလဲနုကနီးနေထားရောက်လာပြီဆိုရင်တော့အာလူခါချက်ဦးငရုတ်သီးစိမ်းတို့ထည့်ပြီးတော့နူးအောင်ထပ်ချက်ပေးထားလိုက်ပါမယ်ရှင်ကျမချက်နေကြဖြစ်တဲ့အတွက်ပုံမှန်ဆိုရင်တော့ချိန်ပြီးတော့မချက်ပါဘူးကျမချက်တာကတော့ဆန်းတစ်ဆဆိုရင်ရေက2ဆပါရှင်မန်ဒီချက်ထားတာဒီနေထားလောက်ရောက်လာပြီဆိုရင်တော့မီးကိုအသေးဆုံးထိချော့ချလိုက်ပြီးတော့နှက်ပေးထားရမှာဖြစ်ပါတယ်အရန်လဲရတာရှိပြီးတော့ဆန်ရိုးလေးတွေလည်းမကျိုးမကြေအောင်ချက်ထားတဲ့မန်ဒီကတော့စားဖို့ဆင်သင့်ဖြစ်နေပါပြီကျမတထေးကလည်းစားဖို့ဆင်သင့်ဖြစ်နေပြီမို့လို့တူတက်နေတဲ့စာကိုလည်းပြင်ပေးလိုက်ပါတယ်ဘိုင်ဘိုင်